ဖျားဆုံးရှုံးလိုက်တဲ့သူဖန်ဆင်းထားတဲ့သူ့ရဲ့တဒံတော်နဲ့အညီတန်ဖိုးအင်မတန်တန်ဖိုးထားရတဲ့ဒီလူသားစာရမဏေကြောင့်အပြစ်ထဲကျဆင်းသွားတယ်အဲ့ဒီအပြစ်ထဲကျဆင်းသွားလိုက်ကြတဲ့ကနေအမိဝမ်းတဲ့ကနေမွေးဖွားလာတဲ့လူတိုင်းအပြစ်နဲ့ကင်းတဲ့လူတယောက်မှမရှိတော့ဘူးအာရဏီတုမပြစ်မှားသောသူတို့ကိုပင်ထိုတရားဟာအစိုးရတယ်လို့ပြောတယ်အပြစ်အခသေခြင်းအပြစ်တရားသည်ဝင်၍တယောက်သောသူအဖြစ်ဝင်တယ်ဒါကြောင့်အပြစ်အခကသေခြင်းဖြစ်တဲ့အခါမှာလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းကိုရောက်ရလိမ့်မယ်အာရလို့မပြစ်မှားရင်လည်းအဲ့ဒီရဲ့အခကိုခံရမှာပဲလို့ပြောလိုက်ပြီအခုတော့ခရစ်တော်အားဖြင့်အဲ့ဒီအပြစ်ရဲ့အခကိုပေးချေပြီးသွားပြီဒါပေမဲ့တကယ် key point ကဘယ်မှာရှိနေလဲဆိုရင်ထိုခရစ်တော်အားဖြင့်ကျွန်တော်တို့ရဲ့အပြစ်ကြွေးပေးချေပြီးပြီဆိုတဲ့အရာကိုမယုံကြည်တဲ့၍ထိုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လက်ခံခြင်းမရှိတဲ့၍သူ့ရဲ့အပြစ်ရဲ့အခကတော့ပေးချေပေမဲ့ယောဟန်အခန်းကြီး3အငယ်16ကနေ18လောက်ကိုကြည့်ရင်ဘာသွားတွေ့ရလဲဆိုရင်သားတော်ကိုမယုံကြည်သောသူမူကယခုပင်အပြစ်စင်ခြင်းကိုခံရတယ်လို့လာပြန်တယ်အတိတ်ပဲဘာဖြစ်သွားလဲဆိုရင်ဘုရားသခင်ကစာရန်နဲ့ကဘာဥကရဲကနေသူ့ရှိကအလုခံလိုက်ရတဲ့သူ့တရံတော်နဲ့ညီဖန်ဆင်းထားတဲ့လူသားကိုပြန်လဲကယ်တင်တဲ့စီမံကိန်းကြီးကိုခရစ်တော်အားဖြင့်လှုပ်လိုက်ပေမဲ့ဘာနဲ့ပဲအဲ့ဒီအရာကိုရလဲဆိုရင်တတိပုဂ္ဂလတဦးချင်းစီကယုံကြည်ခြင်းနဲ့ပဲပြန်လဲအဲ့ဒီအရာကိုပြန်ရနိုင်တာဖြစ်တယ်ယုံကြည်ခြင်းစိတ်နှလုံးနဲ့ယုံကြည်မယ်နှုတ်ကနေကဲတင်ရတယ်ကျွန်တော်အားလုံးသိကြတယ်ဒါပေမဲ့ဒီနေ့မနေ့ကနဲ့ဒီနေ့ကျွန်တော်တို့တင်ပြဆွေးနွေးခဲ့တဲ့ကမ္ဘာမှာရှိတဲ့ population 7.8 billion ထဲမှာလုံးဝခရစ်တော်အကြောင်းကိုမကြားသေးတာက2.2 billion ရှိတယ်ဆိုတာမနေ့ကကျွန်တော်တင်ပြခဲ့တယ်။ဒီနေ့ကိုခရစ်တော်အကြောင်းမကြားပဲတည်သွားတာက4,100 roughly ပေါ့နော်ဒါသူတို့တွက်ထားတဲ့သေနှုန်းထဲမှာတွက်လိုက်တဲ့အရာဖြစ်တယ်။အဲ့ဒီတော့နေ့တိုင်းကဘာဥစကလေးကသူ့ရှိကအလုခံသွားရတဲ့အဲ့ဒီလူသားသူ့တဒံတော်နဲ့ညီဖန်ဆင်းခံလူသားရဲ့အသက်တာအထံတော်သို့ပြန်လေရောက်ရှိလာဖို့ရန်ခရစ်တော်ပင်လင်ဆင်း၍ကယ်တင်တော်လဲအဲ့ဒီဧဝံဂေလိသတင်းစကားကိုမကြားရပဲစာရန်ရဲ့ဖြည့်ဆည်းခြင်းထဲမှာကြာဆင်းသွားတဲ့လူများစွာအတွက်ဖျားသခင်ဟာကျွန်တော်တို့ကိုနေ့တိုင်းမျှော်လင့်နေတာကျွန်တော်ပြောချင်တာရှုပ်သွားလားမသိဘူးနော်နေ့စဉ်ငရဲတဲကိုကြားနေတယ်ဘာကြောင့်လဲသားတော်ကိုမယုံကြည်သောသူမူကယခုပင်အပြစ်စီရင်ခြင်းကိုခံရတယ်ယုံကြည်တဲ့လူကကြတော့သာရအသက်ကိုရပြီးတော့ကျွန်တော်တို့ကချမ်းသာရတယ်မယုံကြည်တဲ့သူမူကပြောတဲ့အခါကဘာမှာရှိတဲ့ population ရဲ့ 1/3 ပေါ့3 ပုံ 1 ပုံကလုံးဝခရစ်တော်အကြောင်းကိုကြားရသေးတယ်အဲ့ဒီမှာပြဿနာရှိတယ်ဒါကြောင့်အဲ့ဒီတိုက်ပွဲဟာစာရန်နဲ့ဖျားသခင်နဲ့စာရန်ကြားမှာဒီပျောက်ဆုံးသောဝိညာဉ်တွေကိုလုတဲ့ပွဲမှာတကယ်တမ်းရှေ့ထွက်ရတဲ့သူကဘယ်သူတွေလဲဆိုရင်တင်နဲ့ကျွန်တော်ဖြစ်တယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရင် we are in the front line duty ကိုကျွန်တော် serve လုပ်နေတာလက်ခံလားမသိဘူးနော်။ဖျားသခင်နဲ့စာရန်လုနေတဲ့ပွဲမှာဘာကိုလုတာလဲသူ့တဏ္ဍာတော်နဲ့ညီဖန်ဆင်းထားတဲ့လူသားအားလုံးရဲ့အသက်တာသားတော်အားဖြင့်ပေးလိုက်တဲ့ကယ်တင်ခြင်းထဲကိုရောက်လာဖို့တနည်းအားဖြင့်မောင်မိုက်ထဲမှာအံ့ဘွယ်သောအလင်းတော်ထဲသို့ရောက်လာဖို့ရန်အဲ့ဒီလူတွေကိုလူယူရမယ့်နေရာမှာဖျားသခင်ဘက်ကနေကျွန်တော်တို့ဒီစစ်တိုက်နေတော်သူတွေဖြစ်တယ်။เนาะကျွန်တော်ကျန်တဲ့ spiritual warfare တွေကျွန်တော်မပြောသေးဘူး။ဟိုစာရမာနတ်နဲ့ဒီမမြင်နိုင်သောလက်နက်တွေနဲ့ပေါ့เนาะကျွန်တော်တို့ကတိုက်ခိုက်တာတွေကျွန်တော်ပြောနေတာမဟုတ်ဘူးနတ်ဆိုးနေထုတ်တာတွေခဏထောက်တကယ်ကိုဒီဧဝံဂေလိဆိုတာကိုအလေးနဲ့ထားစေချင်တာပြောတာပါဧဝံဂေလိကိုကျွန်တော်အဓိကထား
ပြီးတော့ emphasize လုပ်ချင်တာကဧဝံဂေလိတည်တေချာလေးနားတဲ့ကိုကျွန်တော်ဝင်သွားစေချင်တယ်ဧဝံဂေလိတည်စာရန်လက်ထဲ၌ရှိနေသောပျောက်ဆုံးသောဝိညာဉ်ကိုတွားလူရတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်တွားလူရတဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတမန်ကာရှံကာဘယ်တော့မှလုပ်လို့မရဘူးဆိုတာကိုအမြဲတမ်းကျွန်တော်အလေးနဲ့ထားဖို့အရေးကြီးတယ်။ဒါကြောင့်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုတုံတင်တဲ့နေရာမှာဘာပြောလဲ။သူရဲ့လက်၌ရှိသောဥစ္စာကိုလိုချင်တယ်ဆိုရင်သူရဲ့အိမ်၌ရှိတဲ့ဥစ္စာပရိကံတွေကိုလိုချင်တယ်ဆိုရင်အရင်ဆုံးဘု து ကိုချီနှောင်ရမလဲ။သူရဲ့ကိုချီနှောင်ရ။သူရဲ့ကိုမချီနှောင်ဘဲနဲ့မဖမ်းချုပ်ဘဲနဲ့သူ့အိမ်မှာရှိတဲ့ဥစ္စာပရိကံကိုဘလို့မှကျွန်တော်သိမ့်ပိုက်လို့မရဘူး။တနည်းအားဖြင့်ပြောမယ်ဆိုရင်သူရဲ့ကိုအနိုင်ယူပြီးမှပြောရမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကဧဝံဂေလိမသွားခင်မှာဘာကိုစောင့်ခိုင်းလဲ။ဘုရားသခင်ဘာကိုစောင့်ခိုင်းလဲ။ဧဝံဂေလိမသွားခင်မှာတန်စင်တော်ဝိညာဉ်တော်အာမင်ကျွန်တော်တို့တကိုးမပါဘဲနဲ့ဘယ်လို့မှစာရမဏေရဲ့ချုပ်နှောင်ခြင်းထဲမှာရှိနေတဲ့သူတွေကိုကျွန်တော်သွားရောက်ပြီးတော့မကယ်ထုတ်နိုင်ဘူးဆိုတာကိုဘုရားကောင်းကောင်းသိတယ်ယေရှုခရစ်တော်ဘုရားပင်လင်ယေရှုခရစ်တော်ဘုရားသခင်ပင်လင်ဒီလောကကိုကြွဆင်းလာမဲ့အကြောင်းအရာ prophet ပြုချက်ကစပြီးတော့သူပြန်လဲရှင်ပြန်ထားမြောက်တဲ့အထိသူ့ရဲ့ ministry life တစ်ခုလုံးမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့ကင်း၍နေခဲ့တဲ့အချိန်မရှိဘူး prophet ကြီးဟေရှာယဟောပြောတဲ့အရာနဲ့ပတ်သက်ပြီးတော့ကြည့်ရင်လဲတန်ရှင်တော်ဝိညာဉ်တော်ဒီငါအပေါ်၌တည်တဲ့ဖြင့်ဆင်းရဲသားတို့အားဝမ်းမြောက်စရာအကြောင်းကိုဟောပြောစေခြင်းက၎င်းစသဖြင့်ဒီကြပိုက်ကိုခရစ်တော်မမွေးဖွားခင်မှာပြောခဲ့ပြီဖြစ်တယ်နော်ကျမ်းစာသမိုင်းတွေရ BC 900လောက်မှာကတည်းကပြောပြီလို့ဒီလိုလေ့လာသိရှိကြတယ်ဝိညာဉ်တော်အားဖြင့်လို့ပြောတယ်မွေးဖွားတဲ့အခါမှာလဲမေရော်မာရီရဲ့ဝမ်းပိုက်ထဲမှာတန်ရှင်သောဝိညာဉ်တော်တကူတော်အားဖြင့်လို့ပဲရေးတယ်ပရိသေတွေယူလာတယ်မွေးဖွားပြီးတော့သူ့ကို approve လုပ်ဖို့ရန်ဘုရားသခင်စေလွတ်တော်မူသောသူဖြစ်တယ်ဆိုတာကို verify အတည်ပြုပေးဖို့ရန်အတွက်ယော်ဒန်မြစ်မှာ baptism ဆရာယောဟန်ကနှစ်ချင်းပေးတဲ့အချိန်ဝိညာဉ်တော်ကပဲလာပြီးတော့မလုပ်ပေးရလဲ verification အတည်ပြုပေးရတယ်ပြီးတော့မှဝိညာဉ်တော်ကပဲတောသို့ပို့ဆောင်ပြီးတော့မှစုံစမ်းနှောက်ယှက်ခြင်းကိုခံစေတယ်အဲ့ဒီအရာကိုအောင်မြင်လာတယ်နောက်ဆုံးပြောမယ်ဆိုရင်အဆုံးသတိပြောမယ်ဆိုရင်ယောမခန်းကြီး၈အငယ်7လောက်မှာရေးတဲ့စကားကိုပြန်ကြည့်ရင်ယေရှုခရစ်တော်ကိုသေခြင်းကရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ရှိတယ်ဆိုရင်ဒီလိုရေးတယ်ဒါကြောင့်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကာလအထိကိုစတင်ပြီးတော့ကြွလာမယ့်အကြောင်းကနေရှင်ပြန်ထမြောက်ခြင်းအထိကိုဘသူကဘေးကနေတောက်လျှောက်အတူပါရှိပြီးလုပ်ပေးရလဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်ခရစ်တော်ဒီလူစားတိခံယူရတာဖြစ်တယ်လူသားအဖြစ်ကိုခံယူရတာဖြစ်တယ်ကျွန်တော်တို့လိုပဲအသွေးသားရှိတယ်စာတတ်တယ်အစာစာတတ်တယ်သူစာလွန်းလို့နော်ဖြစ်ခဲ့တဲ့ဥပမာတွေရှိတယ်ကောင်းပါပြီထားပါတော့အဲ့တော့ကျွန်တော်အဲ့ဒီဝိညာဉ်တော်ဖရားရဲ့အတူပါရှိခြင်းအပြင်သူ့ရဲ့ ministry တစ်ခုလုံးဟာနောက်ဆုံး resurrection လို့ခေါ်တဲ့ရှင်ပြန်ထမြောက်ခြင်းအထိအောင်မြင်စွာနဲ့သူ့ရဲ့ mission complete ဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့တပည့်တော်တွေကိုစေလွတ်တဲ့အခါမှာမနေ့ကလည်းကျွန်တော်ဖတ်ပြီးသွားပြီ go သွားပါဘယ်ကိုသွားခိုင်းတာလဲ all the world ကဘာအရက်ကိုသွားပါဒါပေမဲ့တမန်တော်တစ်ရှိမှာပြောတဲ့စကားကိုပြန်ကြည့်
ဝိညာဉ်တော်ကိုစောင့်နေပါလို့ပြန်ပြောတယ်သွားပါလို့ပြောလိုက်ပေမဲ့ wait ဆိုတာပြန်ပြောတယ်သွားလို့စကားထွက်သွားပြီးမှဘာပြောလဲ wait ဘယ်ချိန်ထိ wait ခိုင်းတာလဲတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်လာတဲ့အထိခဏဆောင်ကျွန်တော်ဖြစ်ဘူးလားမသိဘူးကိုသားသမီးတွေညီကိုပေါင်းတော်တွေကိုပြောလို့ရှိတယ်သွားလို့ပြောလိုက်တယ်ထွက်သွားတဲ့ခါနေဦးပြန်ဆွဲတတ်တယ်လှုပ်ဘူးလားတော့မသိဘူးနော်သွားလိုက်တော့လို့ပြောပြီးဟဲ့နေဦးပြန်ပြောတတ်တယ်အဲ့ဒါလေးကိုမြင်ကြည့်ပေါ့ဗျာဘုရားသခင်ကပြောတယ်သွား၍လူမျိုးတကာဆိုဟာနေဦးဝိညာဉ်တော်ကိုတော့စောင့်အောင်ဒီလိုဘုရားရှင်ပြန်ပြောတာဖြစ်ဘာကြောင့်လဲတန်ရှင်တော်ဝိညာဉ်တော်မပါဘူးဆိုရင်ဝိညာဉ်တော်ရဲ့တကိုးမပါဘူးဆိုရင်အဲ့ဒီဧဝံဂေလိတရားဟာစာရန်လက်ထဲမှာရှိနေပြီးသားကဲတင်ချင်းအတွက်သာညင်းခုန်နေကြပေမဲ့အယမ်းတေချာတဲ့အရာတစ်ခုကငရဲသွားမဲ့သူတွေအတွက်ကြတော့အယမ်းတေချာတယ်ဘာကြောင့်လဲခရစ်တော်ကိုမယုံကြည်ဘူးဆိုရင်ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုစိတ်ချယုံကြည်ခြင်းမရှိဘူးဆိုရင်တေချာပေါက်သူ့အတွက်သွားစရာတလန့်မရှိတယ်အဲ့တော့ကျွန်တော်တို့ကစာရန်ရဲ့လက်ထဲမှာရှိတဲ့လူတွေဘယ်သွားမလဲအထူးတလဲစဉ်းစားစရာမလိုတေချာပြီးသားအဲ့ဒီသူ့လက်ထဲမှာရှိနေပြီးသားပျောက်ဆုံးသောဝိညာဉ်တွေကိုဟိုးကဘာဥကရဲကဖျားကအဲ့ဒီဝိညာဉ်တွေကိုကယ်တင်ဖို့ရန်သူမျှော်နေခဲ့ပြီးသားအဲ့ဒီအရာကိုခရစ်တော်ကလည်းကယ်တင်ခြင်းကနော်အမှုပြုခဲ့ပြီးပြီအသွေးသွင်းခဲ့ပြီးပြီအပြစ်ကြွေးဆက်ခဲ့ပြီးပြီဆက်ပြီးကြောင်းကိုယုံကြည်ဝန်ခံဖို့ရန်အဲ့ဒီသတင်းကိုမကြားသေးတော့သူတွေရှိကိုတွားပြောတဲ့အခါမှာကျွန်တော်တို့ဒီဘာနဲ့တူလဲဆိုရင်စာရမဏေနဲ့ဓာတ်ရိုက်စစ်ခင်းနေရတဲ့သူတွေဖြစ်တယ်ဆိုတာကိုမမေ့စေချင်ဘူးဒါကြောင့် evangelism တယောက်ရဲ့အသက်တာတကယ်ကို front line duty တာဝန်ထမ်းဆောင်ရတာဖြစ်တယ်အခုကျွန်တော်တို့စစ်တပ်တွေမှာနော်မြန်မာနိုင်ငံစစ်တပ်တို့ဘာတို့ရဲလို့ကျွန်တော်ပြောချင်တာမဟုတ်ပဲနဲ့လက်နက်ကင်တပ်ဖွဲ့တိုင်းမှာတင်းပြည့်စစ်မှုထမ်းချိန်ဆိုတာရှိတယ်ဒီထဲမှာစစ်တပ်နဲ့ရင်းနှီးတဲ့လူဘယ်နှယောက်လောက်ပါလဲစစ်တပ်နဲ့ရင်းနှီးရဆိုတာစစ်တပ်ရဲ့သဘောသဘာဝတွေကိုထိတွေ့နားလည်ဖို့တဲ့လူဘယ်နှယောက်ပါလဲโอเคနော်ကျွန်တော်တို့ဒီမှာရှိတဲ့ဒေါက်တာဂျွန်လည်းသိတယ်တင်းပြည့်စစ်မှုထမ်းချိန်အဲ့ဒါ front line duty ကိုပြောတာအဲ့ဒီတင်းပြည့်စစ်မှုထမ်းချိန်မှာနေခြင်းတလို့နေလို့မရဘူးစားခြင်းတလို့စားလို့မရဘူးပြီးတော့မှ24နာရီသူတို့ဒီရန်သူရဲ့နယ်ပယ်ထဲမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်း alert ဖြစ်နေရတယ် alert ဆိုတာနိုးကြားနေရတာပေါ့နော်နိုးကြားနေရတယ်နိုးကြားနဲ့နေရတယ်ကင်းဆောင်ရတယ်အဲ့ဒီလိုပုံစံမျိုးနဲ့စစ်ကြောင်းသွားပြီးဟေ့ဆိုရင်လည်းရှေ့က point သွားရတယ်အဲ့ point ကနေပြီးတော့တေချာလေးနော်သတိရှိရတယ်မိုင်းထောင်ထားရင်လည်းအရင်ထိနိုင်တဲ့သဘောကရှေ့ကနေ point ကိုလည်းအလှည့်ကျတာဝန်ယူပြီးသွားရတယ် front line duty ဆိုတာကသွားခြင်းတလို့ဝရုံသုံးကားနဲ့အစီအစဉ်မရှိ view ဟာမရှိပဲသွားလို့မရဘူးအဲ့ဒီစစ်ကြောင်းတွေထိုးတော့မယ်ဆိုရင်လည်း view ဟာမူရဲ့ strategically သူပြင်ဆင်ထားတဲ့ plan တိုင်းစစ်ကြောင်းထိုးကြရတယ်ဒါကြောင့်ကျွန်တော်တို့က evangelism လို့ပြောလိုက်တဲ့အခါမှာ well preparation အဲ့ဒီစကားလေးကတိတ်ရေးကြည့်တယ်နော်တေချာပြင်ဆင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့သွားမယ်ဆိုရင်ဧဝံဂေလိဟာအများကြီးအန္တရာယ်ရှိတယ်ဒီလိုပြောလိုက်လို့ကြောက်ဖို့မဟုတ်ဘူးဒါကြောင့်ယေရှုခရစ်တော်ကဘာပြောလဲဆိုရင်သွား၍လူမျိုးတကာတို့ထံသို့သွား၍ဝေနေယတတ္တဝအပေါင်းထံသို့သွား၍လောကီနိုင်ငံအရရက်တို့သွား၍နော်မတ်ခရစ်ဝင်ကျမ်းတွေထဲမှာတောက်လျှောက်တာတွေပဲပြောတယ်တမန်တော်ဝိထုမှာလည်းပြောတယ်တစ်ရှစ်မှာဘာပြောလဲဆိုရင်တမန်တော်ခန်းကြီး1ငယ်8မှာပြောလာတာကတော့သင်တို့ပေါ်သို့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အချိန်ကိုစောင့်ပါဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာဂျေရုဆလင်မြို့မှာစတော့ယူဒပြည်ရှာမာရိပြည်ဘယ်ထိလဲမြေကြီးစွန်းတိုင်အောင်သွား၍တက်တည်ငါရဲ့တက်တည်ဖြစ်ပါတကူကိုမရဘဲနဲ့မတော်ခိုင်းတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့ဧဝံဂေလိကိုလောက်ရတဲ့အရာကစာတန်လက်ထဲမှာရှိနေတဲ့သူကိုဖျားသခင်ရဲ့ဘက်ကနေကျွန်တော်တို့ကလူရတာဖြစ်တယ်ဒီလိုပဲအရက်စကားပြောခြင်းပါစာတန်လက်ထဲမှာရှိနေတဲ့ပျောက်ဆုံးသောဝိညာဉ်ကိုကျွန်တော်လူရတာဖြစ်ပါတယ်
ဒါကြောင့်တချို့တွေရဲ့ဧဝံဂေလိဝင်ငါတဲ့အတွေ့အကြုံမှာကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုပြောမယ်ဆိုရင်တော့အာ RC ထဲမှာ Roman Catholic ထဲမှာမီယိုဖလာကြီးပြင်းလာတယ်ဒါပေမဲ့သူတို့ရဲ့nature ကတခါတရံကြရင်ဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်တို့နတ်ကိုးကွယ်တဲ့ယုံကြည်ချက်တို့ကိုလည်းလိုက်သွားတတ်တယ်ဒါအဖြစ်ပြောတာမဟုတ်ပဲနဲ့လူတချို့ရဲ့ဒီခရစ်တော်ကိုတကယ်မိမိကယ်တင်ပိုင်ရှင်ဖြစ်နားလေလက်ခံယုံကြည်ထားတဲ့သူတွေမှာမတွေ့ရတဲ့ Christian nature အခြားသော Christian nature တွေတွေ့ရတယ်အခြားသောဘာသာတရားကိုအလွယ်တကူလိုက်သွားတတ်တယ်လိုက်လို့တတ်ကြတယ်ဥပမာတရားမင်းလို့ခေါ်တာတို့မှာစပါနော်တကြံပွဲမှာပါတာတို့အထီးပေါ့အဲ့တော့သူတို့ကဒီမီနင်းပွဲတို့မှာစ၍သူတို့ဟိန္ဒူလူမျိုးဖြစ်တဲ့ကဟိန္ဒူတွေရဲ့ပွဲတွေမှာပါဘူးတယ်အဲ့တော့တရက်ကျွန်တော်မှတ်မှတ်ရ2005ခုနှစ်ဒီဇင်ဘာလဒီ25ရက်26ပေါ့နော်အဲ့ဒီမှာဧဝံဂေလိကျွန်တော်ဝင်ငှနေတယ်အမျိုးသမီးတစ်ယောက်ကိုဝင်ငှရင်းနဲ့အဆုံးသတ်မှာမေးတယ်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံခေါ်ဖိတ်မလားလို့ကျွန်တော်မေးတော့ဟုတ်ကဲ့တဲ့ဒါနဲ့ဒါဆိုရင်ကျွန်တော်တိုင်ပေးမယ်နော်လိုက်ဆိုပါလို့ကျွန်တော်ပြောတယ်ကျွန်တော်ရှေ့ကတိုင်ပေးတယ်ယနေ့မှစ၍ယေရှုခရစ်တော်သည်ကျမရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းဝန်ခံပါ၏လို့လည်းပြောအဲ့ဝန်ခံပါ၏ဆိုတဲ့စကားလုံးမှာမပြောတော့ဘဲနဲ့ကျမရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းကျွန်တော်ကဝန်ခံပါ၏လို့ပြောတဲ့အချိန်မှာချက်ချင်းအတန်ပြောင်းပြီးတော့ဗာပြောဆိုဘယ်ရမလဲဆိုတော့မိန်းမကယောက်ျားတန်ထွက်ပြီးတော့မှအဲ့ချိန်မှာကျွန်တော်ခေါင်းကသကောလောက်ဖြစ်သွားတယ်လုံးဝရှိသမျှသပင်တွေပါထောင်သွားတယ်ကျွန်တော်တိုင်းဆိုပြီးတော့မှဟာတကယ်ကိုအတွေ့အကြုံနေစာရမဏေလက်ထဲမှာရှိတဲ့လူတွေကိုကျွန်တော်တို့ကသွားပြီးတော့မှခရစ်တော်ရဲ့အလင်းတော်တဲ့သူခေါ်သွင်းတဲ့အခါမှာ well preparation တေချာပြင်ဆင်ထားခြင်းမရှိရင်ကျွန်တော်ခေါင်းကြီးသွားတာသပင်ထောင်သွားတာတော်သေးတယ်ထွက်ပြေးတဲ့အရာတွေလည်းမြင်ဘူးတယ်စာရဝဏတွေ့တဲ့အခါချက်ချင်းလက်ကြည့်လိုက်မရှိတော့ဘူးအဲ့တော့အဲ့လိုလူတွေလည်းတွေ့ဘူးတယ်ဒါတော့ဒီနေ့ကျွန်တော်တို့ကဧဝံဂေလိဝင်ငှခြင်းတည်င်းကောင်းဟောပြောခြင်းဟာစာရမဏေပိုင်ထားတဲ့အရာတွေကိုသွားပြီးတော့မှကျွန်တော်တို့ဒီလူယူရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုဘယ်တော့မှ short မတွက်ပါနဲ့ပေါ့တန်မထားပါနဲ့အလေးနဲ့ထားပါအဲ့ဒီအရာကိုဝင်ငှဖို့လေဖရာသခင်ကတင့်ကိုပါပေးထားလဲဆိုရင်တကိုးကိုပေးထားတယ်တကိုးကိုပေးထားတယ်သူဒီတိုင်းမလွတ်လိုက်ပါဘူးတကိုးကိုပေးထားတယ်ဒါကြောင့်ကျွန်တော်ခုဒီ slide လေးမှာတစ်ချက် urgent call နဲ့ပတ်သက်ပြီးတော့မှslide ပေါ်လာမသိဘူးပေါ်တယ် အခု urgent ပေါ်တယ်နော်ဆိုတော့ urgent call နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမှာကြည့်ရအောင်ဖရာသခင်ရဲ့အပြင်းထန်ကျွန်တော်တို့ကိုအရေးတယူရှိစေခြင်းနဲ့ဖရာရဲ့ခေါ်ခြင်းရာကျွန်တော်ကြားနေပြီပတ်ဝန်းကျင်မှာမြင်တွေ့နေရပြီကျွန်တော်လက်တကားမှာဖြစ်နေတယ်အိမ်ရှိထွက်လိုက်တာနဲ့မြင်နေရပြီအဲ့တော့မေခွန်းကအဲ့ဒီ urgent call ကို respond လုပ်ဖို့ရန်သင်ဘာတွေလိုအပ်တယ်လဲ urgent call တီးဟူသောသတင်းကောင်းဝင်ငှဟောပြောဖို့ရန်အဲ့ဒီဟာကိုကျွန်တော်တို့တုံ့ပြန်ဖို့ရန်သင်နဲ့ကျွန်တော်ဘာတွေလိုအပ်တယ်လဲခဏလောက်ဆွေးနွေးကြမယ် group ခွဲပေးပါမယ် group ထဲမှာအားလုံးကျေးဇူးပြု၍ဆွေးနွေးပေးပါဒုတိယမေးခွန်းကတော့ဘယ်တော့ urgent call ကို respond လုပ်မလဲဒီနှစ်ချက်လေးပါပဲခဏလေး screenshot ရိုက်ပေးပါ screenshot ရိုက်လိုက်ပါဒါဆိုတော့ကျွန်တော်တို့ရဲ့ group ထဲရောက်သွားရင်ဘာမီးလဲဆိုတာဒီပြန်စတတ်တယ်ဆိုတော့အခုဒီမှာကျေးဇူးပြု၍ဒီမှာလဲ check box မှာထည့်ပေးအဆင်ပြေမယ်ထင်တယ်နော်ဆိုတော့ urgent call ကိုတုံ့ပြန်ဖို့ရန်ကျွန်တော်ဘာလိုအပ်တယ်လဲဒုတိယမေးခွန်းက urgent call ကိုတုံ့ပြန်ဖို့ဘယ်တော့စမှာလဲရမယ်လို့ထင်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာ group ခွဲလိုက်ပါမယ်ဒီတစ်ခေါက်တော့နည်းနည်း
3 group လေးကျွန်တော်ခွဲပေးမယ်နော် assign manually ကျွန်တော်လုပ်ရမှာလား first page ကပါမေးလိုက် okay first ဆိုတော့ page ကပါ okay first question ကတော့အခုဖះကကျွန်တော်တို့ကိုဧဝံဂေလိအတွက် urgent call နော်အရေးပေါ်ခေါ်နေပြီအဲ့ဒီခေါ်တန်ကိုတုတ်ပြန်ဖို့ရန်ကျွန်တော်ဘာတွေလိုအပ်တယ်လဲကျွန်မဘာတွေလိုအပ်တယ်လဲဒုတိယမေးခွန်းကတော့အဲ့ဒီ urgent call ကိုတုတ်ပြန်ဖို့ဘယ်တော့ကျွန်တော်တုတ်ပြန်ပါလဲအဲ့ဒီဟာလေးကိုသုံးဖလှယ်ပေါ့ဆွေးနွေးလို့ရအောင်ကျွန်တော်ဒီမှာ assign လေးချလိုက်ပါမယ်အဲ့တော့ assign manually ကိုကျွန်တော်သွားလိုက်မယ် room 1မှာဆရာမ ဆရာမေးခွန်းလေးပြန်ပြောပေးပါ okay ဥစ္စာလေးမကြားရသေးတဲ့လူရှိလားမေးခွန်းကိုကျွန်တော်ခုတစ်ခေါက်ပြန်ပြောမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးကို alert ဖြစ်စေချင်ပါတယ်နံပါတ်1မေးခွန်းကဘုရားကသူ့ရဲ့ဧဝံဂေလိဝင်ငါဖို့ကျွန်တော်တို့ကိုအရေးပေါ်ခေါ်နေပြီတေချာအဲ့ဒီဟာကိုကျွန်တော်တို့တုံ့ပြန်ဖို့ဘာတွေပြင်ဆင်ရမလဲဘာတွေလိုအပ်တယ်လဲနံပါတ်2ဘယ်တော့တုံ့ပြန်ပါလဲအဲ့ဒီ urgent call ကိုနော်အဲ့ဒီနှစ်ချက်ပါပဲဆိုတော့ကျွန်တော်ခုခဏလေးပေါ့နော်ယောက်ျားမိန်းကလေးလည်းမျှတော့အောင်ကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်ကောင်းပြီနောက်တစ်ဖွဲ့ကဆရာမကောင်းပြီနောက်တစ်ဖွဲ့ကကျတော့၄ဖွဲ့တော့ရတယ်โอเคအဲ့ဒါဆိုရင်3ယောက်မကထည့်လိုက်4ယောက်โอเคရပါပြီကျွန်တော်ဖွင့်လိုက်ပါပြီအဲ့မှာဆွေးနွေးချိန်လေးကိုကျွန်တော်9မိနစ်လောက်ပဲယူစေချင်တယ်နော်9မိနစ်လောက်ပဲယူစေချင်တယ်ခဏလေးပါ9မိနစ်30ပေးထားတာမျိုးဖြစ်သွားတယ် sorry 9မိနစ်ဆိုတော့9မိနစ် maximum ထားပေးမယ် okay ဒါဆိုစပါပြီနော်တေချာလေးဆွေးနွေးပေးပါနောက်ဆုံးတစ်ခေါက်ပြန်ပြောပါမယ်ဖျားသခင်ကျွန်တော်တို့ကိုတားတော်အားဖြင့်ပေးတယ်ကယ်တင်ခြင်းယေရှုတရားဧဝံဂေလိတရားကိုလူသားတိုင်းကိုပြောဖို့ urgent call နေနဲ့အရေးပေါ် call နေနဲ့ဘုရားရှင်ကျွန်တော်တို့ကိုခေါ်နေတာကြားပါပြီအဲ့ဒီခေါ်ခြင်းကိုတုတ်ပြန်ဖို့ရန်ကျွန်တော်တို့ဘက်ကဘာတွေလိုအပ်တယ်လဲဘယ်တော့တုတ်ပြန်ပါလဲဒီမေးခွန်းနှစ်ခုပါပဲဆွေးနွေးပေးပါပြီးတော့မှကိုယ့်အဖွဲ့တွေကခေါင်းဆောင်တစ်ယောက်ကိုရွေးပေးပါ12ယောက်ရှိပါတယ်နော်တစ်ဖွဲ့မှာ4ယောက်ရှိပါတယ်ခေါင်းဆောင်တစ်ယောက်ကကိုစားပြုပြောပေးပါဒီနေ့မပြောရရင်လည်းနောက်နေ့မှာနောက်တစ်ယောက်ကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးပြု၍နော်ကျွန်တော်ဒါလေးကိုကိုညီပြီးတော့ခေါင်းဆောင်အနေနဲ့တာဝန်ယူပေးစေချင်ပါတယ်ကျေးဇူးတင်ပါတယ်သွားလို့ရပါပြီဆရာဒေါက်တာဂျွန်နဲ့ဆရာမဟိုကတော့ကျွန်တော်တို့assign မချထားဘူးကျွန်တော်ဒီ main room ထဲမှာနေလို့ရပါတယ်တကယ်လို့သွားကျင်တယ်ဆိုရင်ကျွန်တော် room တွေကိုရွေးပြီးတော့သွားလို့ရပါတယ်ကျွန်တော်တို့ screen လေးပေါ်မှာပေါ်နေပါလိမ့်မယ်နှိပ်ပေးပါဟုတ် join လို့ပြောတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါတယ်group 3မှာဆရာရူတီကျန်သေးတယ်ဆရာမရူတီကျန်သေးတယ် group 2မှာဆရာဥပ္ပရဲ့နာမည်လေးချိန်ပေးရင်ကောင်းမယ်ဆရာဥပ္ပမဟုတ်ပဲနဲ့တော့ကြာဖုန်းနံပါတ်ကနာမည်ဖြစ်သွားမှာဆိုလို့ပါပြီးတော့ဆရာဂျွန်ဘာကြီးဂျွန်ကgroup 2မှာဖြစ်ပါတယ်အခုငါ คนขนามินครับแค่นามินเขาโอโปติมีค่ะปีอะไรลองตีมาครับนามินครับว่า ဆရာတို့အခန်းအရင် join ပေးပါကျေးဇူးပြု၍နော် Oppo ဆရာရဲ့ဆရာ John ရဲ့ room 2ကို join ရပါမယ် Rudy ကကြတော့room 3ကို join ရပါမယ်
ကျွန်တော်အဲ့မှာပေါ်နေပါလိမ့်မယ် screen မှာလေအဲ့ဒါလေးကိုနှိပ်လိုက်ရုံပါပဲ join ဆိုတာလေးကိုနှိပ်လိုက်ရင်ရောက်သွားပါတယ်ဟုတ်ဆရာဦးပိုးတော့ရောက်သွားပြီဆရာကျော်ပဲကြံပါတယ်လူဒီနဲ့ဆရာကျော်ကြံပါတယ် Buk madam. Mama Paul. အဲ့ဒါဆိုရင်ဆရာကျော်ကျွန်တော်တစ်ခေါက်ပြန်လုပ်ပေးမယ်နော်အာဆရာအခုပေါ်လိမ့်မယ်ကြည့်ပေးပါ Group screen. Was ဟုတ် groups. ရူဒီကကြားရလားမသိဘူးနော်ရူဒီ3-002 Group screen la. No, nick like me. ဟုတ်ကဲ့ဟုတ်ကဲ့သူတို့ room တွေထဲမရောက်နိုင်ဆရာမလားဆရာလားမသိနော်ရူဒီကဆရာဂျွန်ကမရောက်သေးဘူး Lên nó đang mà con đâu là line မကောင်းတာလည်းဖြစ်နိုင်ဟုတ်တယ်ဆရာ group sharing not do it. ဟုတ်ဆရာတွေ့တဲ့ group join ပေးလိုက်ပါဒါဆိုလည်းဆရာမတွေ့သေးတော့ still picture right now ဆရာမ rotation နဲ့နော်သူက ဆရာမတို့ဒီကအခန်းမှာမလားဒီကလည်းလမ်းတိတ်မကောင်းဘူးရှင်ဆရာမတို့ဒီတယောက်ထဲကြံတော့တယ်နော်ဆရာမတို့ဒီတယောက်ထဲပဲကြံနေရှင်ရပြီထင်တယ်ဆရာကြီးဆရာမ ဟုတ် တို့ ဆရာ ဟုတ် ကျွန်တော်ခဏလေးဖွဲ့တွေလိုက်ကြည့်လိုက်မယ်နော်ဆရာကျွန်တော် join လို့ရတယ်သူတို့လိုက်ပြီးတော့တစ်ဖွဲ့ထွက်လုပ်လို့ရတယ်ဆရာခဏလေးရတယ် တွက်ကြည့်လိုက် ဆရာမတို့ဒီသူပြောတာဟုတ်ပြီဒါဆိုတော့ရှင်းပြီလေဟုတ်
ပြန်ကြောစင်မောတဲ့ကလောင်းဟိုင်း ပြန်ကြောရှယ်ပိုင်မောကလောင်းဟိုင်းဆောက်ဖို့တုံးလား ပျောက်သွားတယ် အားလုံးပြန်ရောက်ပြီလားသိတော့ဒီမှာ17ရောက်ကျွန်တော်ခဏလေးကြည့်လိုက်မယ်one ကလူတွေချက် one က okay ရောက်လာကြကောင်းပြီဒါလေးစောင့်လိုက်ရအောင် Thank you so much ပါ room 1 group 1ကိုတော့ကြည့်ကြရလိမ့်မယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းအချိန်ကိုအပြည့်သုံးပေးထားတဲ့9မိနစ်လုံးမပြည့်ပြီးထွက်လာဘူးနွေးနေတာတပိုင်းပေါ့ဒါပေမဲ့ပေးထားတဲ့9မိနစ်ကိုအပြည့်ဝအသုံးချခဲ့တယ်ဆိုတာတွေ့ရတယ်နောက်ကျန်တဲ့အဖွဲတွေမှာထူးဆန်းတာကပြလိုက်တဲ့9မိနစ်မှာအကနေအလတ်လောက်တယ်အလတ်လောက်တဲ့အချိန်မှာleave breakout room လို့ရေးတာအဲ့ဒါကိုတွေ့တာနဲ့ချက်ချင်းနှိပ်ပြီးတော့ထွက်သွားတဲ့လူရှိတယ်နွေးသားလို့လေတော့ဒီဟာလေးကလည်းကျွန်တော်တို့အတွက်သင်ခဏနေကြည့်ကျွန်တော်ပြောပါမယ်အခုတော့ကျွန်တော်တို့အားလုံးဆွေးနွေးတိုင်ပင်ခဲ့ကြတယ်ရလက်တွေကိုပြန်ပြီးတော့ဝင်ငါမှာဖြစ်တယ်၃ဖွဲ့ရှိတယ်တစ်ဖွဲ့ကို10မိနစ်လောက်ပြောရင်ရပါပြီဆိုတော့အဖွဲ့1ကိုအရင်ခေါ်ခြင်းပါတယ်အဆုံးထိအချိန်ပြည့်ဆွေးနွေးပေးတဲ့အဖွဲ့1ကျေးဇူးပြု၍တယောက်ကကိုယ်စားလှယ်ပြုပြီးတော့ sharing လုပ်ပေးပါဘာတွေဆွေးနွေးခဲ့လဲမိခွန်းလေး2ခုပါပဲဆရာညီမတို့အဖွဲ့ဘယ်လောက်လဲနံပါတ်မသိလို့ ဆရာမတော့တစ်ထင်တယ်ဟုတ်တယ်ဟိုအချိန်ပြေးမှထွက်လာလို့ထင်နော်ဟုတ်ကဲ့ဟုတ်ဆရာမတို့ဆရာရဲ့ကျမတို့လည်းဘယ်လောက်လဲအဖွဲလည်းမသိလို့ဆရာအဖွဲဘယ်လောက်လဲတီးလားလေးလားသုံးလားဆရာမသိလို့ဆရာမအေးမီဆန်ထဲမှာမပါရင်တော့2နဲ့3နဲ့တစ်ခုခုပဲဆရာမအေးမီဆန်ပြောပြပါဟုတ်ကဲ့ပါဆရာညီမတို့ကတော့အခုဆရာထေးကတော့ဒီသင်တန်းကိုပြီးဆုံးအောင်တက်ပြီးတော့မှဒီသင်တန်းကရလာတဲ့လက်မှတ်နဲ့လူတွေကို sharing ကျင်လုပ်တဲ့အခါမှာကောင်းကြီးလဲများစွာရမယ်မသိတာတွေအများကြီးလဲသိလာရမယ်လူတွေကိုဘယ်လိုsharing လုပ်ပေးရမလဲသခင်ခရစ်တော်နဲ့နှီးဆက်ဖို့အတွက်ဘယ်လိုလုပ်ပေးရမလဲဆိုရဲကောင်းကြီးများစွာရရှိပြီးတော့မှတန်ရှင်းသောဝိညာဉ်တော်စီးဆင်းပြီးတော့မှပြောတဲ့အခါမှာပို့ပြီးထိရောက်တယ်ဆိုပြီးတော့မှဆရာထေးကတော့အကြံပြုထားပါတယ်ဆရာဂျွန်ကတော့ဒီဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်လိုအပ်တယ်ဆုတောင်းခြင်းအဖြစ်တန်ရှင်းသောဝိညာဉ်တော်လိုအပ်တယ်ဒါတွေအဖြစ်လူတွေကိုအများကြီးဆုတောင်းမှုများစွာပြုတ်ပြီးတော့မှ
လူတွေကိုအဝင်ကလေးတရားဟော့ဒီပြောကြားတဲ့အခါမှာအောင်မြင်လိုက်မယ်လို့အကြံပြုထားပါတယ်ဆရာညီမကိုယ်တိုင်ကလည်းအဲ့လိုပဲမြင်ပါတယ်ဆရာလိုအပ်နေသေးတယ်ညီမတို့တွေကလိုအပ်နေသေးလို့ဒီတင်နန်းမှာလာပြီးတော့ပူပေါင်းတယ်တင်ယူမှုတွေများစွာပေါ့နော်လိုအပ်တဲ့ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ဘဝမှာလိုအပ်တာတွေတင်ယူပြီးတော့မှလူတွေကိုအများကြီးကိုသိပြီးတော့မှပြန်ပြီးတော့ sharing ပြန်လုပ်ရတဲ့အခါမှာပို့ပြီးတော့ထိရောက်မယ်လို့ထင်ပါတယ်ဆရာအဓိကတော့ဘုရားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်အားဖြင့်ညီမတို့ကအထိရောက်ဆုံးလူတွေအများကြီးကိုမသိသေးတဲ့လူပေါင်းများစွာကိုညီမတို့ sharing လုပ်နိုင်နိုင်မယ်လို့ထင်ပါတယ်ဆရာကျေးဇူးများတင်ပါတယ်ဆရာမတို့ဖွဲ့တစ်ဖျားရှင်ကောင်းချီးပေးပါစေအဖွဲ့ ဆရာရဲ့ကျမတို့ကအသွေးဟိုလာအသွေးနဲ့လာအသွေးတုံးလာဆရာနံပါတ်1ဟိုဘောနံပါတ်2လာနံပါတ်3လာမသိဘူးဆရာဟုတ်ဖြေလို့ရတယ်ဆရာမဖြေလိုက်ပါရတယ်ဟုတ်ကဲ့ကျမတို့ဆွေးနွေးတာတော့လေဆရာဟွာဘောနော်နံပါတ်1ကတော့ကိုကအရင်ဆုံးဆူတောင်းရမယ်ဆူတောင်းမှပြင်ဆင်ရမယ်တန်းချင်းတော်ဝင်းကိုကဖိတ်ခေါ်ရမယ်ပြီးမှကိုကသွားဖို့ကတော့ဘောနော်တလားလေးကြာနိုင်တယ်တပတ်လေးကြာနိုင်တယ်နလားလေးကြာနိုင်တယ်ကိုကဖရာရဲ့အတန်မဟုတ်ဆိုရဟာကိုကတော့ဟိုနားထောင်ရမယ်ပြီးမှကိုရဲ့နှလုံးထဲမှာဖေဟိုဘောတန်းချင်းတော်ဝင်းကနှုတ်ဆိုတဲ့အချိန်မှာကိုကသွားရမယ်ဖြစ်ပါတယ်အချိန်ကတော့ဘုန်းတော်ဆရာဘုန်းတော်အတိအကျကတော့ပြောလို့မရဘူးတလားလောက်လေးကြာနိုင်တယ်တပတ်လောက်လေးကြာနိုင်တာပေါ့နော်အဲ့လိုပဲဆွလို့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းပါပြီဆရာမပန်းအောင်ကျေးဇူးတင်ပါတယ်ပါဝင်ဆွေးနွေးပေးတာဆရာမပန်းအောင်တို့အဖွဲ့တစ်ခုလုံးကိုစားဖြည့်တယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့နောက်ဆုံးဖွဲ့ကျွန်တော်တို့ဖြည့်ပေးကြပါအောင်နောက်ဆုံးဖွဲ့ဆရာမမိုင်းတို့ဟုတ်ကဲ့ဆရာအဖွဲ့နှစ်ကမဖြည့်ရသေးဘူးနော်ဆရာ round 2မှာကြာတာလေဟုတ်ကဲ့ဟုတ်ဆရာဟုတ်ဆရာကျမတို့အဖွဲ့မှာတော့3ယောက်ရှိတယ်ပေါ့နော်3ယောက်မှာဆွေးနွေးသွားတဲ့ဥစ္စာကတော့အဓိကတော့တန်ရှင်တော်ဝိညာဉ်တော်လိုအပ်တယ်ပေါ့နော်ဘာလို့ပြင်ဆင်ရမလဲဆိုတဲ့နေရာမှာပြီးတော့ဒီ effect 6ဟိုမှာလဲ60မှာလဲပြောထားတယ်ပေါ့နော်ဆရာကရင်ချင်းဒီဟိုတော့တန်ခမလုံးကောင်းပြသခင်ကြီးတို့ကိုဘက်တော်တွေတော့ညမထားဟုတ်လားကောင်းပေါ့နော်သူကိုဘက်ကပြင်ဆင်ရမယ့်လက်နက်တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ပြင်ဆင်ရမယ်ပြီးတော့ဘယ်အချိန်လဲပေါ့နော်အချိန်ကတော့ဘုရားသခင်ကခေါ်တဲ့အချိန်မှာလုံးဝမဆိုင်မတွပေါ့နော်အချိန်မရွေးပြောရမယ်ပေါ့နော်ဆရာဟုတ်အဲ့လိုလေးဆွေးနွေးထားပါတယ်ကျေးဇူးโอเคကျေးဇူးတင်ပါတယ်ဆရာမတို့3ဖွဲ့စလုံးဆွေးနွေးချက်တွေအမှန်တန်ကောင်းပါတယ်ကျွန်တော်တို့မနေ့ကဆွေးနွေးခဲ့တဲ့ကျမ်းပိုက်လေးတစ်ခုကိုပြန်ပြီးတော့ကျွန်တော် recall ပြန်လုပ်ချင်ပါတယ်အဲ့ဒါကတော့ဒီမှာတစ်ချက်လေးကြည့်ပေးပါကျွန်တော်ဆွေးနွေးခဲ့ကြတဲ့အရာလေးဖြစ်ပါတယ်ဟုတ်ပြီမာသဲ28မှာပြောတဲ့အရာအရင်ကြည့်ပါမယ် go သွားပါပြီးတော့မှလည်း make disciple of all the nations now baptizing them in the name ဒါတော့ခမီးတော့တန်ရှင်တော်ဝိညာဉ်နာမ၌ပြီးရင်ဘာလုပ်ခိုင်းသေးလဲ teaching them to observe all things that I have commanded you ဆိုတော့ဒီအရာကိုကြည့်ရင်အရင်ဆုံးကျွန်တော်ဒီထဲမှာရှိတဲ့ဆရာမတွေအားလုံးကိုပြန်ပြီးတော့consider လုပ်စေချင်တဲ့အရာကခရစ်တော်ကမနေ့တနေ့မှာတွေ့တဲ့တပည့်တော်12ပါးကိုဒီတာဝန်ပေးနေတာလားဒါမှမဟုတ်ရင်အဲ့ဒီတပည့်တော်12ပါးပေါ့နော်ပျက်စီးသွားတဲ့ယူဒရှာကယုကထားလိုက်ပါတပည့်တော်တွေကိုအချိန်ဘယ်လောက်တောင်ယူပြီးပြင်ဆင်ပြီးမှနောက်တစ်ခုကအဲ့ပြင်ဆင်ခြင်းပေါ်မှာဘာကိုပေးခိုင်းသေးလဲဘာကိုစောင့်ခိုင်းသေးလဲကိုတော့ပြောလိုက်ပေမဲ့ဘာစောင့်ခိုင်းလဲ wait ဆိုတဲ့စကားလည်းပြောတယ်ဘာကို wait ခိုင်းတာလဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်အဲ့တော့3နှစ်လုံးခရစ်တော်ကတပည့်တော်တွေကိုပြုစုတယ်သွန်သင်တယ်တည်ဆောက်တယ်ပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ဆောင်ခိုင်းတယ်အဲ့ဒါပြီးမှမလုပ်ခိုင်းလဲသွားလို့ပြောတာဖြစ်တယ်
ငါရဲ့သက်သေဖြစ်ပါလို့ပြောတာဖြစ်တယ်အဲ့တော့ဒီဂျပိုက်ကိုကြည့်တဲ့အခါမှာဘာကိုသတိထားမိစေချင်တာလဲဆိုရင်တော့သွားတဲ့တပည့်တော်တွေကလည်းဘယ်လိုအလုပ်လုပ်ကြလဲသွားတဲ့တပည့်တော်တွေပေါ်မှာကောခရစ်တော်ကဘာကိုမှားလိုက်လဲအခန်းငယ်20ကို emphasize လုပ်ပြီးတော့ပြောချင်ပါတယ် teaching them to observe all things that I have commanded you သင်တို့ကငါပြည့်ညတ်သမျှသင်တို့ကငါတွင်တင်သမျှအားလုံးကိုသူတို့ကိုဘာလုပ်ခိုင်းလဲသင်ပေးပါဆိုလိုချင်တာကသူတို့ကိုယ်တိုင်တပည့်တော်ဖြစ်ပြီးတော့သူတို့ကိုယ်တိုင်တပည့်တော်ဖြစ်ပြီးတော့သူတစ်ပါးကိုတပည့်တော်ဖြစ်စေဖို့ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုမှာနေတာတွေ့ရလိမ့်မယ်မနေ့ကတွေ့တယ်ဒီနေ့လွတ်လိုက်တာမျိုးမဟုတ်ဘူးမနေ့ကတွေ့တယ်ဒီနေ့တခါတည်းကွင်းစင်းခိုင်းတာမျိုးမဟုတ်ဘူးဘုရားသခင်ဘာလုပ်ခိုင်းလဲ3 နှစ်လုံး train ပြီးမှသူလည်းပြုရမယ်အမှုဒီအသေးခံခြင်းတကြိုခြင်းရှင်ပြန်ထမြောက်ခြင်းဒါတွေအားလုံးပြီးသွားမှရပောင်း40နော်မြေကြီးပေါ်မှာတပည့်တော်တွေယုံကြည်သူတွေကိုသူသွားပြီးတော့ကိုထင်ပြတယ်ရှင်ပြန်ထမြောက်ခြင်းတက်သေးကိုပြောတယ်ရပောင်း40 days သူသွားတယ်ပြီးမှကောင်းကင်ဘုံတက်ကြွပြီး10ရက်ကြာရှင်ပြန်ထမြောက်တဲ့နေ့ကဆိုရင်ရက်50အကြာမှာဒီတန်ရှင်တော်ဝိညာဉ်တော်ကိုဂတိတော်အတိုင်းပြန်လဲဆေလွတ်ခဲ့တယ်ထိုဝိညာဉ်တော်တကိုးဆင်းသက်တဲ့အခါမှာသူတို့တွေတကိုးကိုရပြီးတော့မှအရင်တုန်းက3 နှစ်လုံး train ခဲ့တဲ့တပည့်တော်တွေထဲမှာခရစ်တော်ကိုဒီဝိညာဉ်တော်မရခင်မှာနော်ခရစ်တော်ကိုမတည်ဘူးလို့အကြိမ်ကြိမ်ညင်းခဲ့တဲ့ပေတရုကိုရောသိရင်ကျွန်တော်သိမယ်ကိုရောရှိတဲ့နေရာကျွန်တော်ရှိကိုရောထောင်ကြရင်လည်းကျွန်တော်လိုက်ကြမယ်ဒီလိုပြောတဲ့ပေတရုတကယ်တမ်းသေဘေးနဲ့ကြုံတော့မတည်ဘူးလို့ညင်းတယ်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာတော့တိတ်ထူးဆန်းတယ်နော်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာကိုငါးပြန်များသေးတာဗျငါးပြန်များသေးတာပေတရုကဘာပြောလဲဆိုတော့ငါတော့ငါးပြန်များမယ်လို့ပြောရောကျန်တဲ့နော်တပည့်တော်တွေက6ယောက်တို့လဲလိုက်မယ်ချမထားနဲ့ဆိုပြီးတော့တပြောတပါးကြီးငါးပြန်များတဲ့နေရာကိုခရစ်တော်သွားတွေ့တယ်ထပ်သွားတွေ့တာနော်ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ဒီလောက်ကြီးမားတဲ့တသက်ကြီးကိုရပြီးတဲ့နောက်မှာမှတပည့်တော်တွေကဘာလုပ်သေးလဲငါးသွားများသေးတယ်အရင်အလုပ်ကိုပြန်လုပ်သေးတယ်ပြီးတော့မှအဲ့မှာဘုရားသခင်ကခရစ်သခင်ဘုရားကသူ့ရဲ့တပည့်တော်တွေရှိမှာဝိညာဉ်တော်ကိုမှုတ်သွင်းပေးတယ်ပြီးတော့မှဘာလုပ်လဲတကယ်တန်ရှင်တော်ဝိညာဉ်တော်ကိုစောင့်ခိုင်းပြီးတော့သူ့ရဲ့ mission ကနော်ဒါပြန်လည်ပြီးတော့သူတက်ကြွသွားရမှာဖြစ်တယ်ခမည်းတော်ရဲ့လက်ရဘက်မှာအမြင့်ဆုံးသောနေရာ၌ခမည်းတော်သူ့ကိုချီးမြှောက်တယ်ဒီနေရာကိုသူသွားရမှာဖြစ်တယ်အဲ့လိုသွားဖို့ရန်အတွက်နော်ကိစ္စတွေအားလုံးပြီးပြီဆိုမှတန်ရှင်တော်ဝိညာဉ်တော်ကိုဘာလုပ်လဲဆိုရင်ဒီလောကကိုပြန်ဆေလို့ဒီလိုမျိုးဖခင်ကsorry သခင်ဖခင်ကဒီလိုမျိုးအကြံစီရှိတယ်ဒါကြောင့်တပည့်တော်တွေကိုဝိညာဉ်တော်ကိုလည်းစောင့်ခိုင်းတယ်ပြီးမှဘာလုပ်ခိုင်းလဲသွားပြီးတော့ဟောပါလို့ပြောတယ်ဒါကြောင့်အခုကိုဇတ်သေးဝင်းပြောသွားတဲ့အရာသင်္นานစင်လက်မှတ်ရတဲ့အထိစောင့်ပြီးတော့သင်္นานကိုပြီးအောင်တက်လိုက်အခုဒီသင်္นานတွေဖြတ်ပြီးတော့မှသင်္นานမတက်တော့ဘဲနဲ့အခုထသွားပြောဖို့ဆိုတဲ့အရာကောင်းပါတယ်ပြောဖို့ပါပဲဘာကြောင့်ကျွန်တော်ဒီစကားကိုပြောလဲသိလားဒီထဲမှာရောက်နေတဲ့သူတွေကအခုကြမှာတပည့်တော်ဖြစ်အသက်တာကိုစမဲ့လူတွေတရားမှမပါဘူးလို့ကျွန်တော်ယုံကြည်ထားတယ်အာမင်အာမင်ထုနိုင်လားမသိဘူးဒီထဲမှာရောက်နေတဲ့ဆရာဆရာမတွေအားလုံးဟာအခုကြမှာ disciple ဆိုတဲ့နော် discipleship ဆိုတဲ့ life ကိုစမဲ့လူတွေတရားမှမပါဘူးအာမင် Amen. အခုထဟောလို့ပြောလို့ရတဲ့လူတွေကြီးပဲ
ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဘလောက်ကျွန်တော်တို့အလုပ်လုပ်တဲ့အရာမှာယဉ်ဤကျွမ်းဝင်နေပြီလေတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူကိုဘလောက်တိုင်းတိုင်းကျွန်တော် apply ပြန်လုပ်နိုင်ပြီလဲဆိုတာသိအရေးကြီးပါတယ်။ဒါအခုကျွန်တော်တို့ကသွားဟောတဲ့အခါမှာသိအရေးကြီးတဲ့ဟာပြောတော့မယ်နော်။အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ဟောပြီးတဲ့အတိုင်းထားခဲ့တတ်တဲ့အရာကအင်မတန်ကိုဖျားရှင်မလိုချင်တဲ့အရာဖျားရှင်လုံးဝမလိုချင်ဘူးဟောပြီးရင်ပြီးပြီဆိုတဲ့ဟာနဲ့ကောင်းတီးလုံးနေတဲ့လူရှိတယ်ဥပမာဒီနေ့တော့ဧဝံဂေလိကိုအယောက်100ပြောဖြစ်တယ်ဒီနေ့မှာကောင်းတီးလုံးအဲ့ဒီပြောဖြစ်တဲ့အယောက်100ထဲကတယောက်တောင်မှခရစ်တော်ကိုမရခဲ့ဘူးဆိုရင်အဲ့ဒါကိုကျွန်တော်တို့ကတည်ကြည်သောအသီးလို့ခေါ်လားဘယ်လိုခေါ်လဲမခေါ်ဘူးလောက်ဆောင်ချက် ဒါကျွန်တော်တို့ကဘယ်လောက်ထိသင်ဘယ်နှယောက်ပြောနိုင်လဲဆိုတာကကောင်းတော့ကောင်းတယ်အားလုံးကြားသွားတယ်ဒါပေမဲ့ဖျားသင်ကိုမျောလင့်တာကြတော့နှုတ်ကပတ်တော်ဘယ်လိုပြောလဲသင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်သွား၍တည်ကြည်သောအသီးကိုသီးမိအကြောင်းနဲ့ငါနာမကိုအမိပြု၍ခမည်းတော်မှာတောင်းသမျှကိုရပြီးကြောင်းငါခံထားတယ်။ရနာမပုံကြည့်ပါစေ။ အာမင် ဘုရားကကျွန်တော်တို့ကိုခံထားလိုက်ပြီ။ဒါကြောင့်ဒီသင်တန်းကြောင့်လာတဲ့ဆရာမတို့ဒီကျွန်တော်တို့ရဲ့ရွေးချယ်မှုကြောင့်ရောက်လာတယ်လို့မထင်နဲ့။ဒီရွေးချယ်မှုကြောင့်လုံးဝဒီနေရောက်လာတာမဟုတ်ဘူး။ဘုရားကတဲ့နဲ့ကျွန်တော်အသက်တာအားဖြင့်ဒီကြည်သောအသီးတွေတီးလာပြီဒီတင်နန်းကိုဖြည့်ပစွာတဲ့ကသူ့ရဲ့အကြံစီအားဖြင့်ကျွန်တော်တို့ရောက်လာတာဖြစ်တယ်ဆိုတော့ထပ်ပြီးတော့ကျွန်တော်အလေးနဲ့ပြောချင်တယ်ရမယ်ထင်တယ်နော်ဒါကြောင့်ဒီတင်နန်းကိုဆရာမ Charity 2ဖိတ်လို့ရောက်လာတယ်လို့မထင်နဲ့ဆရာ Reverend Dr. John ဖိတ်လို့ရောက်လာတယ်လို့မထင်နဲ့အဖွဲ့အစည်းကနေဒါနဲ့ပတ်သက်ပြီးတော့မှဟာလာတခုခုအကြောင်းကြောင့်သိခေါင်းထဲမှာဒီရောက်နေတယ်လို့ထင်လိုက်မယ်ကျွန်တော်အသေးချာပြောလိုက်မယ်ဘုရားသခင်တင့်ကိုရွေးကောက်လိုက်တာဖြစ်တယ်ဘာအတွက်လဲဒီကြီးတော့ဒီရွေးချယ်မှုကြောင့်ရောက်တာမဟုတ်ဘူးဒါကြောင့် be careful အဲ့ဒီ urgent call ကိုတုံ့ပြန်ဖို့ရန်ဘယ်ချိန်မှလဲလို့မေးရင်ဒုတိယမေးခွန်းကိုဖြေတဲ့အဖြေက right now right here ဖြစ်ရလေဒီထဲမှာတယောက်မှကယ်တင်ခြင်းကနေစပြီးတော့မှဟလာအသက်တာပွားမယ်လို့တယောက်မှမပါဘူးဆိုတာကျွန်တော်သိတယ်ကျွန်တော် profile တွေကြည့်တယ်ဆရာမပေးလိုက်တယ်ဒီမှာပါဝင်နေတဲ့လူတွေရဲ့သင်တန်းလျှောက်လွှာကြည့်လိုက်တဲ့အခါမှာအားလုံးကကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့နားလည်ပြီးသားအရေးကြိုးတောင်တောက်ထားတဲ့လူတွေအများကြီးပါတယ်နော်ဒါကြောင့်သင်ဟာခရစ်တော်ရဲ့တပည့်တော်ကိုယ်တိုင်ဖြစ်ပြီးသောသူဖြစ်တဲ့အတွက်ကြောင့်အခုစပြောအခုဖျားအလုပ်လုပ်နိုင်မယ်ဘာအဖြစ်လဲတန်ရှင်တော်ဝိညာဉ်တော်တကူအဖြစ်နော်အဖြစ်ဝိညာဉ်တော်ရဲ့တကူကိုခံယူပါဝိညာဉ်တော်ရဲ့တကူကို apply လုပ်တတ်ဖို့ရန် practice လုပ်ပါဝိညာဉ်စုကျေးဇူးတွေကိုတစ်ခါလေအလွဲသုံးနိုင်ရှိဒါတော့ဒီကောင်းစဉ်မဟုတ်တဲ့ကြောင့်ကျွန်တော်ဒီမှာမပြောတော့ဘူးနံပါတ်1ကကိုယ်တိုင် disciple ဖြစ်ပါဘယ်သူရဲ့ disciple လဲဆရာမ Charity 2ရဲ့ disciple မဟုတ်ဘူးနော်ဆရာ Reverend Dr. John ရဲ့တပည့်တော်မဟုတ်ဘူးနော်ဘယ်သူရဲ့တပည့်တော်လဲခရစ်တော်ရဲ့တပည့်တော်ဖြစ်မယ်ဆိုရင်တပည့်တော်တွေရဲ့အသက်တာကိုကြည့်ပါနော်ဒီမှာကျွန်တော်တို့တပည့်တော်ဖြစ်မယ်ဆိုရင်သူတို့လုပ်မဲ့အရာတွေရှိတယ်နော်ဘုရားရှင်ပြောထားပြီးသားသူတို့ကိုတကယ်ပဲနော်အသက်တာထဲမှာတပည့်တော်ဖြစ်စေပြီဆိုရင်ဖြစ်လာမဲ့နမိတ်လက္ခဏာအများကြီးရှိတယ်အဲ့တော့တမန်တော်ခေတ်ကိုပြန်ကြည့်လိုက်တပည့်တော်တွေဆိုတဲ့ပုံကိုယ်တွေအားဖြင့်ဘုရားသခင်အလုံးလုံးတဲ့အရာတွေကြောက်စရာနော်ဝေးဝေးမပြောနဲ့လိုရင်တိုရှင်ပြောမယ်ဆိုရင်ပေတုရဲ့အရေးကလူတွေကိုဘာဖြစ်စေလဲပေတုအရေးနဲ့ထိလိုက်တယ်လူတွေဘာဖြစ်သွားလဲရမှသေးတယ်ရမှသွားတယ်ဝေါအဲ့ဒီຢာတွေကဒဏ္ဍာရီမဟုတ်ဘူးယေရှုခရစ်တော်ဟာဘာပြောလဲ
အတိတ်မှာပဲအသက်ရှင်တဲ့ဘုရားလားယေရှုခရစ်တော်သည်မနေ့ ယနေ့ ယနေ့ နောင် နောင် ကာလ ကာလ နောင်ကာလ အဘိဓိယပါလဲဆိုရင်တမန်တော်ဒီခေတ်မှာအသက်ရှင်တဲ့ထိုယေရှုခရစ်တော်ဘုရားသည်တမန်တော်တွေနဲ့အတူတည်တော်သူကိုရှင်ပြန်ထမြောက်စေတကယ်တော့ထိုမပြောင်းလဲသောယေရှုသည်သင်ကိုတေချာရွေးချယ်ပြီးတော့တင်တဲ့အတူဒီနေ့မှာလည်းတည်တော်သူကိုရှင်ပြန်ထမြောက်စေနိုင်သေးတဲ့ဘုရားဆိုတာကိုထိုနှုတ်ကပတ်တော်ကပြောနေတာဖြစ်တယ်အဲ့ဒီအရာကိုဘယ်တော့မှတန်တရားမရှိဘူးယေရှုကဒီလိုပြောတယ်ငါ့ကိုယုံကြည်တော်သူဖြစ်လျင်ငါပြုသောအမှုတို့ကိုပြုလိုက်မယ်ထိုထက်သာ၍ကြီးသောအမှုတို့ကိုလည်းပြုလိုက်မယ်ဘုရားနာမပုံကြည်ပါစေ အာမင် ဒီကြောင့်ဘုရားသင်ကိုအယံမျှော်လင့်တယ်ကျွန်တော်တို့ကိုဘုရားအယံမျှော်လင့်နေတယ်သူ့ရဲ့တပါးတော်သားတော်ကိုစွန့်ပြီးတော့မှသူ့ရဲ့ investment အကြီးကြီးကိုပေးလိုက်ပြီပေးဆက်လိုက်ပြီအဲ့ဒီလောက်အဖို့ခကြီးစွာပေးဆက်တဲ့တရားကျေးဇူးတရားကိုလူတိုင်းသိဖို့ရန်သင်ဘယ်တော့ပြောလိမ့်မလဲလို့ပြောနေခဲ့တာသင်ဘယ်တော့ပြောလိမ့်မလဲဆိုတာကိုဘုရားရှင်ကမျှော်နေခဲ့တာဖြစ်တယ်ဒါကြောင့်ဒီအရာအတွက်သင်စိတ်လှုပ်ရှားနေတော့သူဖြစ်ဖို့တိတ်ရေးကြည့်တယ်မနေ့ကကျွန်တော်ပြောပြီးပြီခရစ်တော်ရဲ့သမီးတော်ရဲ့ sorry ကျွန်တော်အတန်လေးမြူထားပြရစေနော်စကားမပြောတဲ့အချိန်မှာအတန်တော့မြူထားပြပါမယ်စကားပြောတဲ့အချိန်မှာပဲဖွင့်ပေးပါမဟုတ်ရင်ကျွန်တော်ဒီဘက်မှာဥစားပေါ့ကိုကတော့ကိုအခန်းထဲမှာအတန်သိမ့်မကြားရပေမဲ့အပြင်က noise ကို zoom ကတအားဆွဲပေးတယ်ဒီ zoom ရဲ့အားသာချက်ကnoise တွေကိုသူကအရန်ဆွဲပေးပြီးတော့ဒီတကယ် main ပြောနေတဲ့လူရဲ့အတန်ကိုသူကဖျောက်ပစ်တတ်တယ်ဒါ zoom မှာအဲ့ဒီဟာလေးတော့ရှိတော့မပြောသေးခင်မှာ mic ကိုမြူထားပါကိုပြောမယ်ဆိုမှပဲ mic ကိုဖွင့်ပေးလိုက်ပါကျေးဇူးတင်တယ်ဆိုတော့မနေ့ကကျွန်တော်ဒီမှာရှိတဲ့ဆရာတို့ဆရာမတို့ ਨੇ ဆွေးနွေးခဲ့တယ်လို့ပဲเนาะဒေါက်တာဘော့ပီယာစ်ရဲ့စုတောင်းတန်World Vision International အဖွဲ့အစည်းကိုတည်ထောင်ခဲ့သော founder ကြီးစုတောင်းတဲ့အတန်ရိုးရိုးလေးပဲ Let my heart be broken let my heart be broken by the things that break the heart of God ခမည်းတော်ဖရာကိုရောစိတ်နှလုံးကိုကြေကွဲစေတဲ့အရာတွေဟာကျွန်တော်နှလုံးသားထဲမှာလည်းကြေကွဲတတ်စေပါအယံလာအဲ့ဒီစုတောင်းချက်ကနေဖရာသူ့ကိုဘယ်တော့တောင်ကောင်းကြည့်ပေးလဲဆိုရင်နိုင်ငံပေါင်း100ကျော်မှာသူ့ဖွဲ့စည်းကိုဖရာရှင်ကဖြန့်ကျက်ပြီးတော့မှအဲ့ဒီအားဖြင့်ဖရာနှလုံးသားကိုကြေကွဲစေတဲ့ကိစ္စတွေကိုဖရာကသူ့အားဖြင့်ဖြည့်ရှင်းခွင့်ပေးလာတယ်ဖရာနာမဘုန်းကြီးပါစေနိုင်ငံတော်တည်ထောင်ဖို့ရအတွက်ဖရာရဲ့နိုင်ငံတော်ကိုတည်ထောင်ဖို့ရအတွက်တင့်မှာအလိုအဆုံးအရေးချင်းကတင့်နှလုံးသားထဲမှာဖရာရဲ့ရင်ခုန်တာနဲ့ထပ်တူကြဖို့ပဲလို့ဖရာသခင်ရဲ့ခါစားချက်နဲ့ထပ်တူကြဖို့ပဲလို့ထပ်တူကြသွားပြီ line မိသွားပြီဆိုရင်လေဖရာကအသင်ကိုမြန်မာနိုင်ငံမှာပဲသုံးမှာမဟုတ်တော့အာမင်သူကတိတော်ရှိပြီးသား all the nations အခုဆရာတချို့ကပြောကျွန်တော်ကနိုင်ငံ10နိုင်ငံရောက်ခဲ့ပြီနိုင်ငံ20ရောက်ခဲ့ပြီနိုင်ငံ26နိုင်ငံရောက်ခဲ့နိုင်ငံ30ရောက်ခဲ့ပြီသင်တနေ့ကျရင်အဲ့ဒီဖရာရဲ့နှလုံးသားနဲ့ထပ်တူညီတဲ့ခံစားချက်အဲ့ဒီဖရာရဲ့နှလုံးသားနဲ့ထပ်တူညီတဲ့ရင်ခုန်တန်စီးချက်တွေကိုက်ညီသွားတဲ့အချိန်ကျရင်လေဖရာက all over the world တကဘာလုံးကိုသင်ကိုဖျားရှင်ပို့တော်မှာဖြစ်တယ်။ဘာတွေအတွက်လဲပျောက်ဆုံးသောဝိညာဉ်တွေအတွက်။ဘာကြောင့်လဲဖရာရဲ့နှလုံးသားမှာအပူဆွေးဆုံးတကယ်ဖရာရဲ့နှလုံးသားမှာအစိုးရိမ်ဆုံးအရာကဘာဖြစ်နေလဲဆိုရင်သူ့သားတော်အားဖြင့်ကယ်တင်ပြီးသားဖြစ်ပေမဲ့အဲ့ဒါကိုမကြားဘဲနဲ့လူတစ်ယောက်တည်သွားတိုင်းဟာဘုရားနှလုံးသားကိုအင်မတန်ကြေကွဲစေတာဖြစ်တယ်။အဲ့ဒီအတိုင်းသင်လိုက်ကြေကွဲတတ်သွားပြီဆိုရင်ဒေဂျာပေါက်သင်အားဖြင့်နိုင်ငံတော်ပေါ်ထွန်းလိုက်မယ်။ဘော့ပီယာစ်ကနိုင်ငံ100ပါပဲ။100ကျော်လေးပဲ။သင်ကိုဘုရားရှင်ကနိုင်ငံပေါင်းကုလသမဂ္ဂနိုင်ငံဆို196နိုင်ငံရှိတယ်။သင်ကိုဘုရားရှင်ဒီထက်မကပို့ဆောင်နိုင်တာဖြစ်တယ်။အာမင်ဘယ်နှယောက်ခေါ်ရဲလဲဘယ်နှယောက်ဒီရောက်အာမင်ထူရဲလဲသင်ယုံကြည်လား အာမင်ယုံကြည်ပါတယ်ဆရာ ကျွန်တော်သင်ကိုဘုရားစောင့်နေခဲ့တာကြာပြီဒီစကားကြောင့်လည်းကျွန်တော်ဒါကိုပြောတာအခုထပြောမယ်ဝိညာဉ်တော်ရဲ့တကူတော်နဲ့ကျွန်တော်တို့ပြည့်ပြီအခုထပြောမယ်သင်ပြောတဲ့နေရာမှာလူတွေပြောင်းလဲလိမ့်မယ်တကယ်ကိုဘုရားရှင်က
ကျွန်တော်တို့ကိုမျောလင့်နေခဲ့တာကြာပြီသင်ကိုမျောလင့်နေရင်လည်းပဲနေ့တိုင်းသူ့နှလုံးသားမှာနော်တန်ဖိုးနဲ့ခတ်တယ်လို့ပဲဝိညာဉ်တွေတည်သွားတိုင်းသူ့သားတော်အဖြစ်ပေးတဲ့ကယ်တင်ခြင်းကိုမတီးလို့နော်မကြားရဘဲနဲ့လူတစ်ယောက်တည်သွားတိုင်းဟာခမည်းတော်ရဲ့နှလုံးသားမှာတန်ရီပူလောင်သလိုခံစားရတယ်အဲ့ဒီလိုပူဆွေးမှုမျိုးတဲ့နှလုံးသားထဲမှာတကယ်ပူဆွေးလာတဲ့နေ့ဟာတင်နဲ့ဖျားနဲ့ရင်ကုန်တန်ထပ်တူကြသွားတဲ့နေ့ဖြစ်တယ်တင်နဲ့ဖျားနဲ့ခံစားချက်ထပ်တူကြသွားတဲ့နေ့ဖြစ်တယ်တင်နဲ့ဖျားနဲ့တလုံးတော်ရတယ်ဖြစ်သွားတဲ့နေ့ဖြစ်တယ်အဲ့ဒီဖျားသခင်ရဲ့ဖြစ်ခြင်းနဲ့တူတင်ဖြစ်သွားတဲ့အခါမှာတက်တာအဖြစ်ဖျားကြီးကြီးမားသောအမှုတွေကိုကဘာနဲ့အဝေးသိမ်းဖြစ်တာအကြောင်းတကယ်ပဲနှိုးဆော်ခြင်းနဲ့တကယ်ပဲတိုက်တွန်းပါတယ်ဖျားရှင်တင်ကိုပေးထားတဲ့အရာမရှက်ပါနဲ့ဧဝံဂေလိဝင်ကားကိုတင်ရှက်နေမယ်ဆိုရင်တကယ်ပြန်စဉ်းစားပါတင်ခရစ်တော်ရဲ့ဂျေစုပြုခြင်းကိုခမည်းတော်ရဲ့မေတ္တာကိုတင်တကယ်နားမလည်သေးလို့ရှက်နေတာပဲဖြစ်တယ်ဆိုတာလေးပြောချင်ပါတယ်ကောင်းပါပြီအဲ့တော့ကျွန်တော် urgent call ကိုတုံ့ပြန်ဖို့ဆုံးဖြတ်ပါတိတ်ရေးကြီးပါတယ်တိတ်အရေးကြီးပါတယ်ထပ်ပြောချင်ပါတယ်ဖျားသခင်ရှိရောက်သွားတဲ့တနေ့ကျရင်ဖျားကတင့်ကိုဗာမေးမယ်လို့ထင်ပါတယ်လေတင့်ကိုမေးမယ်မေးခွန်းကဘယ်လိုမေးခွန်းမျိုးဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဒါမှမဟုတ်ဘာမှမမေးဘဲနဲ့ဖျားသခင်ရှိကိုတင်ရောက်သွားတဲ့အခါမှာဧည့်သည်လိုပဲဘာတလို့မှမေးခွန်းထုတ်မခံရဘဲနဲ့နေမယ်လို့တင်ထင်လားအခုကျွန်တော်တို့ဖတ်သွားတဲ့နှုတ်ကပတ်တော်ထဲမှာဘုရားခင်ပြောထားတယ်ဒါနောက်ဆုံးပြောတဲ့စကားတော့မာသဲခန်းကြီး28အငယ်18ကနေ20ဆိုနောက်ဆုံးပြောခဲ့တဲ့စကားပဲကောင်းကင်ဘုံတို့မတက်ကြွမီမှာပြောခဲ့တဲ့စကားသူဘာပြောလဲ go တဲ့ go 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 ပြီးတော့ဗာလဲ preach ဟောပါပြီးရင် baptize ပြီးရင် disciple make disciple teach သင်မှာအများကြီးပြောထားတယ်အဲ့တော့သူရှိပြန်ရောက်သွားတဲ့တနေ့ကျရင် तू ဘာမေးမယ်လို့ထင်တယ်ဘုရားရှင်ပြောတယ်ဆရာကိုပါဟင်းဘုရားရှင်ကသွား၍ဟောပါလို့ပြောလိုက်တယ်နောက်ဆုံးကဘာမြေကြီးကနေပြန်လဲမတက်ကြွခဲ့မှာဒီစကားကိုပြောခဲ့အခုတနေ့ကျွန်တော်သူနဲ့ပြန်တွေ့တဲ့ခရစ်တော်နဲ့ပြန်တွေ့တဲ့နေ့ကျရင်ကျွန်တော်ကိုခရစ်တော်ဘုရားဘာမေးမယ်လို့ထင်လဲဆရာကိုခရစ်တော်ဘုရားဘာမေးမယ်လို့ထင်လဲငါသွားခိုင်းခဲ့တဲ့အရာသွားလာငါသင်ခိုင်းခဲ့တဲ့အရာသင်ပေးခဲ့လားငါနာမနဲ့သူတို့ကို baptism ပေးခဲ့လားသူတို့ကိုငါတပည့်ဖြစ်စေခဲ့သလားမင်းတပည့်ဖြစ်စေခဲ့သလားဒီလိုမင်းမလားမသိဘူးတော့ဘုရားကဒါလေးတိုင်းအခုလောကမှာဆရာတွေကကိုတပည့်တွေအများကြီးရှိမွေးထုတ်နေတာရှိတယ်ဘုရားခရစ်တော်ရဲ့တပည့်မဟုတ်တော့ဘဲနဲ့ခရစ်တော်ပျောက်ပြီးတော့မှဗာလဲလူရဲ့တပည့်တွေမွေးနေတာအများကြီးပဲသွားမလို့နဲ့ဒီလူကဘယ်ဆရာကြီးရဲ့တပည့်အဲ့လိုတွေရှိတတ်တယ်ခရစ်တော်ရဲ့တပည့်ပဲမွေးရအောင်အာမင်ခရစ်တော်ရဲ့တပည့်မွေးခြင်းဟာသင်ရဲ့ mission ဖြစ်ပါစေခရစ်တော်ရဲ့တပည့်ရေရဖို့အသက်ရှင်